စပွန်ချစ်သူမိဘပြည်သူများမင်္ဂလာပါခင်ဗျာကျွန်တော်ဒီတစ်ခေါက်မိတ်ဆက်ပေးနေတာကတော့ကျွန်တော်တို့စပွန်ဟင်းကြုံပေါ်မှာရောင်းအားကောင်းတဲ့တရားကစပွန်ဟင်းကြုံပေါ်အထုပ်ကလေးတွေအကြောင်းပဲဖြစ်ပါတယ်ဒီတရားကအထုပ်ကလေးတွေကတော့တပါကမှာအထုပ်20ပါပြီးတော့တိတ်ဆိုလို့ရှိရင်တော့10ပါကပါပါတယ်တရားကတစ်ထုပ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မိသားစု9ယောက်6ယောက်လောက်အတွက်အနည်းဆုံးတစ်ပတ်လောက်သုံးစွဲလို့ရပါတယ်ကျွန်တော်တို့ဒီစပွန်အမှတ်တွေဟင်းကြုံမောင်ကအဓိကထုတ်ပိုးထားတော့ဘာတွေကိုအခြေခံထားလဲဆိုရင်ပြောင်းမှုနဲ့ကြံကိုအခြေခံပြီးတော့ထုတ်လုပ်ထားတာဖြစ်ပါတယ်အဲ့ဒီအတွက်တင်းတင်းသလောက်ပဲသုံးစွဲမယ်ဆိုလို့ရှိရင်ကျွန်တော်ကျမ်းမာရေးအတွက်လည်းဘာမှဘေးထွက်ဆိုးကျိုးဖြစ်နိုင်စရာအကြောင်းမရှိပါဘူးယုံကြည်စိတ်ချစွာသုံးစွဲလို့ရပါတယ်နီးစပ်ရာဆိုင်တွေမှာလည်းတချို့ချင်းစီကိုလွယ်ကူသက်သာစွာဝယ်ယူသုံးစွဲနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ什么的在对着很可触摸的风吧要懂得算表我风把的在刚故意了ပြောင်းမှုကြံပလောပိနံဥရိုနဲ့ထုတ်လုပ်ထားပြီးဒီစပွန်လေးကိုချိုးကြကြထည့်ချက်မယ်ဆိုလို့ရှိရင်ရမ်းကောင်းတဲ့ဟင်းလျာတစ်ခွက်ဖြစ်လာမှာသိကြတယ်စားလိုက်လို့ကတော့ရှလွတ်နဲ့ရတာရှိသွားမယ်နော်စပွန်